ပြီးတော့ဒါအာရခတတော်ရဲ့ဒါလှုပ်ဆောင်နိုင်စွမ်းပေါ့အဲ့ဒါကြီးကတကယ်ကိုဒီဥစ္စာတွေကိုမြင်ရတာကိုပဲတော်တော်ကိုကျွန်တော်တို့သဘောကျဘာလို့ဆိုတော့သူစစ်ရေးမှာလည်းသူတော်တော်ကိုအားကောင်းတယ်ထိုးစစ်အရှိန်ကြီးကလည်းကြောက်စရာကောင်းတယ်ဒီနှစ်အတော်တွင်းမှာကိုပဲသူရဲ့ဒါသိမ့်ပိုက်နိုင်မှုကနေပြီးကနေတဲ့အချိန်မှုဖြစ်လာတယ်ပေါ့နော်ပြီးရင်ဒါစစ်ရေးပေါ့နော်ပြီးရင်အုပ်ချုပ်ရေးစွမ်းရည်ဆိုလည်းတော်တော်မိုက်တယ်ပေါ့နော်အခုလှုပ်ထားတဲ့ပုံစံတွေအကုန်လုံးကဒါပြန်လဲထူထောင်ရေးတွေမှာပဲဖြစ်ဖြစ်ခုနလိုပေါ့နော်ဟိုဒီစစ်အတွင်းမှာကျွင်းကြံခဲ့တဲ့ဒါပစ္စည်းဒါစစ်နဲ့ပတ်သက်တဲ့ဘုံတွေပါတယ်ညာတွေဒါတွေကစပြန်လဲရှင်းလင်းပေးတာမျိုးတွေလူလူရွအေးချမ်းမှုအတွက်ကိုဒါခုနလိုလုံခြုံရေးပဲဖြစ်ဖြစ်မီးပေးပဲဖြစ်ဖြစ်ဒါမျိုးပုံစံအသေးစိတ်ကစလိုက်ပြီးလှုပ်ပေးနိုင်တဲ့ဟာမျိုးတွေလည်းတော်တော်မိုက်တယ်ပြီးတော့စီယုံရေးစွမ်းရည်ကလည်းကျွန်တော်တို့အခုဒေါ်လာပြည်သူတရက်လုံး AA ကိုသဘောမကျတဲ့လူတယောက်မှမရှိဘူးအဲ့လိုမျိုးပေါ့နော်ပြီးတော့သူ့ရဲ့သူ့ဒေတာသူ့နေရာမှာလည်းသူအတော်ကိုအားကောင်းအောင်စီယုံထားနိုင်တယ်တကယ်စိတ်ဟိုစွမ်းရည်၃ရက်နဲ့ပြည့်ဝတဲ့တပ်ဖွဲ့တစ်ခုကိုမြင်တွေ့နေရတယ်လို့ပဲပေါ့နော်